အားလုံးပဲမင်္ဂလာပါ။နောက်ဆုံးတော့ကြိုးဆိုပါရစေ။ကျွန်တော်နာမည်ဒေါက်တာစတုံးဖြစ်ပါတယ်။ဒီနေ့အကြောင်းတရားလေးကဘာလဲဆိုတော့diploma ရဲ့ warehouse and inventory management အကြောင်းတရားတွေကိုဆွေးနွေးတင်ပြပေးမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီ diploma ရဲ့ warehouse ကတော်တော်များအခုကာလမှာဒီခေါင်းစဉ်ကမြန်မာပြည်မှာတိတ်မတင်သေးဘူးเนาะဆရာ။ရှိရလူတင်နေတယ်တိတ်မတင်သေးဘူး။ကျွန်တော်တို့ဆရာကြီးရဲ့တင်နေအောင်တွားတွေ့ရတယ်။ကျွန်တော်တို့ဆရာရဲ့ဖြစ်ခဲ့ပြီးဆရာကြီးရဲ့တင်နေရတွားတွေ့ရတယ်။ကျွန်တော်တို့ကိုယ်တိုင်ကလည်း industry မှာတော်တော်များပြောပြတယ်နောက်တစ်ခုကကျွန်တော်တို့မှာ industry ကကျွန်တော်တို့ညီငယ်ညီမငယ် supply chain industry တွေကညီငယ်ညီမငယ်ရှိအဲ့ချိန်ကြလေဆရာ diploma in warehouse မတင်သေးဘူးလား diploma in warehouse မတင်သေးဘူးလားဆိုတော့တောင်းဆိုလို့ကျွန်တော်တို့ဒီခေါင်းစဉ်လေးကိုထုတ်လုပ်ပေးခြင်းဖြစ်ပါတယ်အဲ့တော့ဆရာ diploma in warehouse မှာလေဘယ်လိုတက်တင်တာလဲမန်တော့ဒီ diploma warehouse ကကျွန်တော်တို့ဘယ်ရစာလာလဲဆိုတော့ဒီ supply chain ကနေစပြောပါအောင်เนาะဆရာlogistics and supply chain ကနေစပြောမှာပေါ့ logistics လို့ပြောလိုက်လို့ချင်းကျွန်တော်တို့မှာလုပ်ရမယ့်လုပ်ငန်းစဉ်နှစ်ပိုင်းရှိတာဟုတ်တစ်ခုကတော့ဒီ transportation ဘိုင်းပေါ့နောက်တစ်ခုကတော့warehousing ဘိုင်းပေါ့နော်ဘာမှလို့ပြောတော့တေတာနဲ့သိမ်းတာပေါ့ဆရာတေတဲ့ဘိုင်းရဲ့သိမ်းတဲ့ဘိုင်းဆိုနှစ်ပိုင်းရှိပါတယ်တေတဲ့အပိုင်းကတော့ကျွန်တော်ဒီ export import တာမှာကျွန်တော်တော်တော်များများလေးဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်ဒီဘာသာရပ်လေးကတော့ academic citizen ပေါ့နော် academic citizen သွားမှာဆိုတော့ကျွန်တော်တို့သိမ်းတဲ့ဘိုင်းပေါ့ warehousing ဘိုင်းကိုသွားမှာဖြစ်ပါတယ်ဘယ်လိုတက်သိမ်းလဲဆိုတော့ဒီ logistics လောကကိုစဝင်မဲ့ fresh graduate တွေပေါ့နော်စဝင်မဲ့လူတွေရှိတယ်ဒီကျောင်းဆင်းလာမဲ့လူတွေကျောင်းလောလောဝဲရပြီးတော့ကျောင်းဆင်းလာတဲ့လူတွေဆက်ပြီးတော့ကျောင်းတက်နေတဲ့လူတွေလည်းပဲဒါလေ့လာလို့ရတာဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျအဲ့တော့လေကျွန်တော်တို့ဒီဘက်မှာတော့ခေါင်းစဉ်တွေကတော့အများကြီးတွားတွေ့ရတယ်ဆရာကြီးအဲ့တော့မိုဂျူးကလေဆရာ၈ခုလောက်လာမလို့ဆရာရေးပေးထားတာဟုတ်ပါတယ်နော်ဆရာဒီမိုဂျူးလေးသင်ကြားမဲ့မိုဂျူးလေးဆွေးနွေးပေးပါအောင်ဆရာခေါင်းစဉ်လေးဟုတ်ပထမဆုံးကျွန်တော်တို့ဆွေးနွေးမယ့်ကိစ္စကတော့ဒီ warehouse နဲ့ပတ်သက်တာပေါ့နှစ်ပိုင်းတော့မှာပေါ့ခေါင်းစဉ်က warehouse နဲ့ inventory ဆိုကျွန်တော်တို့နာမည်ပေးထားတာပေါ့ပထမဆုံးကတော့ warehouse ဘိုင်းပေါ့နော် warehouse မှာဘိုင်းစရမယ်ဆိုတော့ကျွန်တော်တို့ warehouse layout design ကနေစပြီးတော့ warehouse တစ်ခုမှာရှိတဲ့ဆို layout warehouse တစ်ခုမှာရှိတဲ့design ကစပြီးတော့ကျွန်တော်တို့ဆွေးနွေးမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဘာလို့ warehouse ရဲ့ process တွေပေါ့နော်ဆရာပစ္စည်းတစ်ခုဝင်လာပြီးစပြီးတော့ဘယ်လိုသိမ်းမလဲဘယ်လိုပြန်ထုတ်မလဲဆိုတာအစဒီ step by step process တွေကိုကျွန်တော်တို့သွားမှာဖြစ်ပါတယ်နောက်တစ်ခုတော့ဒီ warehouse နဲ့ပတ်သက်တဲ့ safety regulation တွေပေါ့နော်ဆရာဒါလေးတွေကျွန်တော်တို့ဆွေးနွေးမှာဖြစ်ပါတယ်ဟောဒီဘာလို့လဲဆိုတော့ဒါအန်ဒီရဲ့များတဲ့ပစ္စည်းတွေလည်းကျွန်တော်တို့က safe လုပ်ရမှာလည်းရှိတာဟုတ်ဒါကိုကျွန်တော်တို့လိုက်နာမယ် safety regulation တွေအကြောင်းကိုကျွန်တော်အမြဲတမ်းများကိုဆွေးနွေးမှာဖြစ်ပါတယ်ဒါကတော့ warehouse ဘိုင်းပေါ့နော်ဆရာနောက်တစ်ခုတော့ inventory ဘိုင်းမှာ inventory ဆိုတဲ့နေရာမှာကျွန်တော်တို့ inventory မှာကဘာရှိတယ်ဆိုတော့ကျွန်တော်တို့ကဒီ finish code တွေရှိတယ်ဆရာရယ် finish code တွေရှိတော့ semi finish code တွေရှိတယ်နောက် raw material တွေရှိတယ်ဒါတွေကိုကျွန်တော်တို့ဘယ်လိုသိမ်းကြမလဲဘယ်လိုပြန်ထုတ်ကြမလဲဘယ်လို needs တွေသုံးမှုတော့သိမ်းရမလဲထုတ်ရမလဲဆိုတာကိုကျွန်တော်တို့ဆွေးနွေးမှာဖြစ်ပါတယ်နော်တွတ်တာချက်တာလေးလည်းပါဝင်ဆရာဥပမာကျွန်တော်တို့သိမှာ ABC analysis တို့ဟာလားဒီ EOQ model တို့ first in first out 5 life ပေါ့ဆရာအဲ့ဒါလေးတွေနောက်ဒီ warehouse ဒီ inventory ကိုကောက်လုပ်တဲ့ needs တွေပေါ့ဆရာအဲ့ဒါလေးကိုကျွန်တော်တို့ဆွေးနွေးမှာဖြစ်ပါတယ်ခင်ဗျနောက်တစ်ခုတော့ housing တစ်ခုတော့ဒီ demand forecasting ပေါ့နော်ဆရာ demand focus နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ဒီတွတ်တာချက်တာလေးတွေ scientific နည်းနဲ့ပေါ့နော်တွတ်တာချက်တာလေးဘယ်လို focus လုပ်တယ်ဘယ်လိုဘယ်ချိန်မှာဘယ်လိုဝယ်ရလဲဘယ်ရာသီမှာဖြစ်ဘာတွေကိုဖြစ်ဘယ်လိုထိသိမ်းရမလဲဆိုတာလေးကိုဒါတို့ဆွေးနွေးမှာဖြစ်ပါတယ်ခင်ဗျဒါ inventory နဲ့ပတ်သက်လို့ပါခင်ဗျဟုတ်ကဲ့ပါဆရာဒီ inventory နဲ့ပတ်သက်ပြီးကျွန်တော်မျိုးလုံးနဲ့မှာပေါ့နော်ကျွန်တော်တို့ဆရာပေါ့နော် captain ဝင်နဲ့ညောပြောခဲ့ခေါင်းစဉ်တော့ပဲ DG ပေါ့နော် Engineering Course မှာဒီ inventory မှာတော်တော်လေးကိုပါပါတယ်ခင်ဗျအရန်အရေးကြီးနော် DG သူကကျတော့ safety regulation တွေအများကြီးလိုက်နာပါတယ်ခင်ဗျဟုတ်အဲ့တော့ dangerous course နောက်တစ်ခုကျတော့ဒီ inventory လို့ပြောလိုက်ပြီဆိုတော့ကျွန်တော် WMS ပေါ့နော် warehouse management system တစ်ခုလုံးอ่ะဆိုအခုနိုင်ငံတကာမှာဆိုလဲ WMS ကိုတောင်းကျွန်တော်မြန်မာနိုင်ငံမှာဒါဒီ barcode တွေဟိုလည်းတော့တိုင်နေတယ် WMS ဘက်ကတော့မတော့ဒါ WMS တွေပါညာလဲ information တွေလေဘိုင်းတော့တစ်ခုဒီဟုတ် technology တွေပေါ့ဆရာကျွန်တော် RIMD တို့ barcode တို့ဒါလေးတွေကျွန်တော်ထည့်ပြီးတော့ဆွေးနွေးဖြစ်ပါတယ်ဆရာဟုတ်ပါတယ်အဲ့ဒီကောင်းတဲ့လေကကျွန်တော်တို့က Lincoln University ကနေ Lincoln University နဲ့ EDV နဲ့ပူးပေါင်းပြီးတော့ vocational diploma အတန်းလေးဖြစ်ပါတယ်ဟောသင်တန်းကာလလေးလတင်ကြားပေးမှာပြတပတ်ကုန်2ရက်ည8နာရီ10နာရီတင်ကြားပေးမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ဘာကြီးတစ်ခုသိချင်တယ်ဆိုတော့ဒီ inventory နဲ့ပတ်သက်ပြီးတော့ data detail ပေါ့နော်တော်တော်များများကျွန်တော်နိုင်ငံမှာ inventory လို့ပြောလိုက်တာနဲ့ညီကိုမောင်မရေကတော့လက်တွေ့အရင်များကြတယ်လက်တွေ့လုပ်နေကြ10နှစ်15နှစ်20ဒါစာတွေ့အားနေကြတယ်စာတွေ့ကိုဖြည့်ကျင်တဲ့ညီကိုမောင်မရေ supply chain လောကတွေမှာ inventory ကြောင်းသိချင်တဲ့ညီကိုမောင်မရေ logistics ကဏ္ဍမှာ inventory နဲ့ပတ်သက်ပြီးတော့သိချင်တဲ့ညီကိုမောင်မရေအတွက်တက်ရောက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်အားလုံးကိုကျေးဇူးပဲအထူးတင်ရှိပါတယ်ခင်ဗျာ